ကျွန်တော်ရဲ့ကျေးဇူးတော်ရှင်ရွှေမင်းဆရာတော်ဘုရားကြီးကဒီလိုဆုံးမခဲ့ပါတယ်ယောဂီရဲ့အလုပ်ကဒီလေးထားနေုံပါပဲစိတ်ကိုအတင်းထိန်လည်းမထားနဲ့တောင်းလည်းမထားနဲ့ချုပ်မထားနဲ့အတိုင်းတဲ့နေရာလျက်ကလေးနေပြီးဖြစ်နေတာကိုဖြစ်တဲ့အတိုင်းတည်နေုံပဲသူတဘာဝအတိုင်းဖြစ်နေတာကိုသတိကလေးထားနေုံပဲပေါ်အောင်လည်းမလုပ်နဲ့ပြောင်းအောင်လည်းမလုပ်နဲ့ကုသဘာဝဖြစ်တိုင်းဖြစ်တာလေးတွေကိုဖြစ်တဲ့အတိုင်းသိနေပါချုပ်မရှုနဲ့လို့မရှုနဲ့သူ့တဘာဝအတိုင်းဖြစ်နေတာကိုသိနေဖို့ပါပဲသတိရှိနေဖို့ပါပဲကိုယ်မှာဖြစ်တိုင်းစိတ်မှာဖြစ်တိုင်းကိုယ်ရောစိတ်မှာသိမှအဲ့လိုသိနေဖို့ကသွားတိုင်းလာတိုင်းစားတိုင်းတောက်တိုင်းညင်တိုင်းကြားတိုင်းသတိရှိနေရပါမယ်ရှေ့သတိနဲ့နောက်သတိရှေ့သမာဓိနဲ့နောက်သမာဓိရှေ့အသီးနဲ့နောက်အသီးအမြဲဆက်ဆက်နေရမယ်တိတ်ကသုံးပါးကိုဖြစ်ကျက်နေရမှာဘာပဲဖြစ်ဖြစ်ကောင်းကောင်းဆိုးဆိုးသတိထားကိုယ်မှာဖြစ်တိုင်းစိတ်မှာဖြစ်တိုင်းသတိထားပါအစကတော့နှာသီးပြားမှာသတိထားထွက်တိုင်းသည့်ဝင်တိုင်းသည့်တိုးပြီးဝင်သွားတာသိနေတိုးပြီးတိုးထွက်နေတဲ့ထိမှုကလေးကိုသိနေဖို့ပါပဲမှန်သိမှုဉာဏ်ကုသိုလ်တွေဖြစ်သွားမယ်ဖြစ်တာကိုဖြစ်တဲ့အတိုင်းသိနေတာကဝိပဿနာပဲဖြစ်အောင်လည်းမလုပ်ရပြအောင်လည်းမလုပ်ရဘူးအဲ့ဒီလိုဖြစ်တိုင်းသိယုံမြသိနေပြီးနေကြုံပါပဲအလိုသိနေတဲ့အတွက်အိန္ဒြိယတံဝရသီလစားတဲ့သီလသိက္ခာတွေလည်းလုံခြုံပြီးနေတယ်သတိရှိနေတဲ့အတွက်သမာဓိသိက္ခာလည်းညီညွတ်မြတ်တာနေတယ်သတိရှိနေတဲ့အတွက်ပညာသိက္ခာလည်းသိစရာတွေကိုအမှန်တိုင်းပိုင်းခြားပြီးသိနေတယ်သတိထားလိုက်တိုင်းသိက္ခာသုံးပါးဖြစ်ပြီးသားဖြစ်နေပါတယ်သိက္ခာသုံးပါးရှိတဲ့ပုဂ္ဂိုလ်ဟာထူနတ်မြမာတို့ရဲ့ဥက္ကိုက်ပူဇော်ထိုက်တဲ့အစင်းမြင့်ပုဂ္ဂိုလ်ဖြစ်သွားပါတယ်